တော်သေးတယ်အမမသေးကောင်းမပြောက်ကောဟမ်ကစုံရက်နဲ့ဟိုကနဲ့ထောင်းတိုက်ထညက်နဲ့ထောင်းတိုက်ကပြုတ်ကိုသွားချီးလာပါဇက်ကအမြုပ်တွေထွက်အကုန်လုံးအန်းရှိနေတဲ့နေခင်းကအစားတွေရောမုတ်တွေရောအကုန်အန်းအခုကြတော့အစားတောက်လဲစားပြီးတော့မဟာဖြည့်စည်းကိုဖျက်တက်ရတယ်စေးတောက်တေအောင်ကြတေမယ်လို့နောက်တစ်ခါကပြုတ်ချောက်စားအောင်ကြားလားနောက်တစ်ခါကပြုတ်ချောက်ကြားလားကပြုတ်ချောက်စားတက်ဆိုးရှည်မှာမဟုတ်ဘူးเนาะသားလေးအေးနဲ့လောက်ခိုင်းလို့နော်ခါမခါလေမတရားဘူးဆိုအဲ့ကနောက်ကပြုတ်စားလုတ်ခါမယ်နော်နောက်တစ်ခါနေကပြုတ်စား